ငယ်လေးတဲ့19နှစ်18နှစ်သမီးတွေရင်းလာတယ်နော်ကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေနေ့တိုင်းနဲ့ဆုတောင်းပါတယ်မေတ္တာပို့ပေးပါဟုတ်ပေးတဲ့ဆုနဲ့ပြပါလေသာသနာပြုနိုင်ပါစေသာသနာဟုတ်အဲ့ဒါအရေးကြီးပါတယ်ပေးတဲ့ဆုနဲ့ပြပါစေဒါသာသနာပြုဖို့အရေးကြီးတယ်နော်မာတို့ဒီသားသူကမန္တလေးမြို့ဆိုရင်ကောင်းတဲ့သာသနာ့လူတွေသားကြောင်းအလဲလိုက်ကြီးကိုသူဘာတို့နဲ့တမှုမတူတမှုထူးခြားကောင်းမွန်အောင်စီမံဆောက်လုပ်တဲ့နေရာမှာနိုင်ငံတကာအားကစားကျွန်းဆွေရွှေတစိမ့်သူရှင်ကမာကြီးဒေါ်ပေါ်ရွှေကသူရရှိသောသူတွေများကိုဒီတပနာပြုတဲ့နေရာ၌လာရောက်ပြီးတော့ပါရမီကူညီဖြည့်သောအပြင်လာရောက်လူဒန်းကြလူဒန်းပါသည်သူသားမှုကုသိုလ်အား